အားလုံးကိုမိတ်ဆက်ပေးခြင်းနဲ့ digital store လေးတစ်ခုရှိပါတယ်။ဝယ်ရတာလည်းအဆင်ပြေအောင်လည်းတူလိုက်ကြည့်ကြပါ shop ရဲ့ user address တွေကတော့ဒီမှာ add next chapter shop _bot လို့ပြီးတော့ Telegram မှာအဲ့ဒါလို့ရှိရင်ဒီဟာလေးကြာလာပါလိမ့်မယ် CapCut Pro account ကိုဝင်မယ်ဆိုလို့ရှိရင်ဝယ်ယူရန်တဲ့သူတွေဒါမှမဟုတ် account ဝင်ဖို့ကိုယ့်ရဲ့အရင်တော့ဝင်ထားတဲ့ purchase history တွေဘယ်လိုရှိလဲ terms and condition ဒါတွေအကုန်ကြည့်လို့ရတယ်ပေါ့နော်ဘယ်လိုပဲချိန်မှာ delivery လုပ်လဲသူရဲ့ terms and condition တွေကိုဒီမှာအသေးစိတ်ရှင်းပြပေးထားတယ် that list Gmail ပေါ့နော်email Gemini Pro ရှိမယ်CapCut Pro ပဲထားပါတော့နော်ဘယ်လိုပဲမလဲဆိုရင်တော့ price list ကြာလာတယ်ဒီမှာဆိုလို့ရှိရင်9ရက်စာဆိုလို့ရှိရင်9000ပေါ့နော်ဒီဟာ1 month ဆိုလို့ရှိရင်တော့4000ပေါ့နော်9 Pro ရှိမယ်9 Pro ဆိုလို့ရှိရင်လည်း provide maintenance ဆိုလို့ရှိရင်8000ခွဲ18လစာဆိုတစ်နှစ်ခွဲကို8000ခွဲနဲ့ရမယ်ကိုပိုင်အုံးမင်းနဲ့အခု9 Pro အကောင့်ရချင်တယ်ဆိုရှင်တော့တသိန်းနဲ့9000ပါရ CapCut Pro ပဲဝယ်မှာဖြစ်တဲ့အတွက်ကြောင့်ဝယ်ယူရနှိမ့်လိုက်ပါမယ်ပြီးလို့ရှိရင် CapCut Pro အကောင့်ကိုနှိမ့်လိုက်မယ်7 day ကိုယူလိုက်မယ်7 day ရွေးပြီးလို့ရှိရင်ဒီမှာကကူပွန်ကုတ်ရှိရတဲ့ကြောင့်ကူပွန်ကုတ်ကိုယူလိုက်မယ်နော်မရှိရလူတွေကတော့ဒီကနေပြီးတော့ဆက်ပြီးတော့ရှိရလူတွေကတော့တစ်စင်ပေါ့နော်ပေးမယ်ကိုရတော့မယ်ပေါ့တန်းပြီးတော့မလေးရဲ့ကူပွန်ကုတ်လေးကို community member ဖြစ်တဲ့အတွက်ကြောင့်မလို့discount က9000စာ9600နဲ့ရလိုက်ပါတယ်အဲ့တော့ renty color ကတော့9ရက်ဖြစ်ပါတယ်9ရက်စာ9ရက်ပေးထားပါတယ်delivery time ကတော့ within 12 hour ပေါ့နော်ရေးထားပါတယ်လက်ခံပါတယ်ဆိုပြီးတော့နှိမ့်လိုက်မယ်ပေါ့နော် KB ရှိမယ် WB ရှိမယ် ARP ရှိမယ်အဲ့ထဲကမှကိုစင်ပြည့်တဲ့တစ်ခုရွေးလိုက်ပါပေါ့နော်ARP ကိုရွေးလိုက်ပါပြီအဲ့တော့ screenshot လေးကိုဆက်လုပ်လိုက်ပြီးတဲ့နောက်မှာ approve ဖြစ်တဲ့ admin ကစစ်ဆေးပြီး approve လုပ်ပေးပါမယ်လို့ reply ပြန်လာပါတယ်ခုဆိုရင် order လေးရရှိပြီးတော့ invoice ပို့လာပါပြီဒါဆိုရင် account ဝင်ကြီးလေးကိုကြည့်ပြီးတော့တစ်ခါတည်းအကောင့်ဝင်လို့ရပါပြီခုလိုစင်းလုံးတင်ပြီးတော့ဝယ်ယူရလွယ်ကူတဲ့ MC shop လေးမှာကျွန်မလည်းအားပေးကြပါအောင်လို့ MC shop ကိုစားကျေးဇူးများတင်ပါတယ်ဒီ channel လေးကိုလည်း like and subscribe လုပ်ပေးကြပါဦး